နေရာဒီလဲရောက်လာပြီဆိုတော့ဒီလိုမျိုးအရန်ပူပြင်းတဲ့ကာလတွေမှာဆိုရင်ရာသီပေါ်စာလေးဖြစ်တဲ့ဗရက်စာကမွန်းကျင်ဟင်းညိုလေးရဲ့ပဇွန်စီပြန်ဟင်းလေးရဲ့အရန်ကိုလိုက်ဖက်တဲ့ဟင်းညလေးနှစ်မျိုးကိုချက်ပြပေးမှဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦးရှင်ထမလုံးချက်မဲ့ဟင်းလေးကတော့ပဇွန်စီပြန်ဟင်းလေးဖြစ်လို့ပဇွန်စီပြန်ထဲမှာထဲမဲ့အနှင်းလုပ်ဖို့အတွက်စစ်တုံလေးတွေကိုပပလေး10လုံးစာလောက်လှီးထားလိုက်ပါရရှင်ပြီးတော့ဆိုရင်တော့ဟင်းစချက်ပါမယ်ရှင်ပထမဆုံးအနေနဲ့ဒေအိုးလေးကိုစီလေးများများထည့်လိုက်ပါမယ်ရှင်စီဆူလာပြီးဆိုရင်တော့စောင်းလာကလီးထားတဲ့စက်သွန်အနီလေးတွေကိုထည့်ပြီးတော့အရင်ဆုံးနွန်းသွားအောင်လို့စီတက်ပေးပါမယ်ရှင်စက်သွန်လေးတွေကိုအချိန်တော်ကြာစီတက်ပေးလိုက်တာစက်သွန်လေးတွေလည်းနွမ်းသွားပြီဆိုရင်တော့ဒီထဲကိုရုပ်သီးအယောင်တင်မုံထည့်ပါမယ်ဒီနေရာမှာရုပ်သီးအယောင်တင်မုံကိုကိုလိုတလို့အများအများကြည့်ပြီးတော့ထည့်လို့ရပါတယ်ပြီးရင်တော့ငရုတ်သီးလေးတွေနီညိုရောင်တန်းလာတဲ့အထိကိုနာနာလေးစီတက်ပေးလိုက်ပါမယ်ရှင်ကဲအခုဆိုရင်ငရုတ်သီးလေးတွေနီညိုရောင်တန်းလာပြီဆိုတော့ပဇွန်လေးတွေကိုထည့်ပြီးတော့ကြော်ပါမယ်ရှင်ပဇွန်လေးတွေကိုအချိန်တော်ကြာကြော်ပြီးတဲ့နောက်မှာပေါ့နော်အရသာအတွက်ကိုလိုတလို့မျိုးငပြားရည်လည်းထည့်လို့ရပါတယ်ဒီနေရာမှာစားလည်းထည့်လို့ရပါတယ်ရှင်အရသာလေးပြင်ပြီးသွားရင်တော့ဒီနေသားလေးဆိုရင်ချလို့ရပါပြီရှင်ပဇွန်ဟင်းလေးချက်သွားပြီဆိုတော့ကမွန်းကျင်ဟင်းကိုဆက်ပြီးချက်ဖို့အတွက်အရင်ဆုံးတဲဝဲကိုရေတစ်ခွက်ထည့်ပါတယ်ပြီးတော့မြင်ငပြည့်အနေငယ်ထည့်ပါတယ်ပြီးတော့ခုနကတော့ချထားတဲ့ပဇွန်လေးတွေကိုအရသာအချိုဘက်ဝင်သွားအောင်လို့ဖြည့်မြင့်ပြီးတော့ထည့်လိုက်ပါတယ်ဒီနေရာမှာရေကနည်းနည်းလေးနေနေတဲ့အတွက်ကြောင့်မလို့ဟင်းချက်သူကတော့ရေနောက်တစ်ခွက်ထည့်ပြီးတော့ထည့်ပါတယ်ပြီးရင်တော့ဘာမှမထည့်သေးဘဲနဲ့ရေတိုင်းကိုပဲအဖုံးလေးအုပ်ထားပါမယ်။နားကြမှာအဖုံးလေးရဖွင့်ပါမယ်ရှင်။ရေရည်လည်းတပန်းမွန်းဆူလာပြီဆိုရင်တော့ဒီနေ့ကတော့ပြီးချော်ထားတဲ့ပေါ့နော်။ရက်စာလေးရဲ့ကမွန်းကျရလေးရဲ့ကိုနှစ်ခုစလုံးရောပြီးတော့ထည့်လိုက်ပါမယ်။ထည့်ပြီးဆိုရင်တော့ရေလေးရေပြန်ဆူသွားအောင်လို့အဖုံးလေးခဏပြန်အုပ်ထားပါမယ်။ကဲအခုဆိုရင်အဖုံးလေးပြန်ဖွင့်ကြည့်လိုက်တော့ရေလေးတွေကလည်းတပန်းမွန်းနဲ့ဆူနေပြီးတော့ဗရက်စာအနံလေးကလည်းမှုီးနေအောင်အနံလေးထွက်လာပြီးဆိုရင်တော့ဒီတိုင်းလေးပဲပေါ့နော်ကြာကြာလေးဗရက်စာလေးကိုမူးသွားအောင်လို့အဖုံးလေးဖွင့်ပြီးထားပါမယ်အရသာအတွက်ကိုလိုတဘလိုမျိုးစိတ်ကြိုက်ပြင်လို့ရပါတယ်ဗရက်စာလေးလည်းနူးပြီးတော့ဗရက်စာဟင်းညိုလေးတစ်ခွက်ရပြီဆိုရင်တော့ကဲထမင်းစားပါမယ်ရှင်တခါတလေဒီလိုမျိုးလေးချက်စားကြည့်ကြပါရှင်။ကမွန်းကျင်ရကဦးလန်းချောင်းအတွက်လည်းအရန်ကိုမှတင့်တော်ပြီးတော့တပတ်ကိုတစ်ခါလောက်စားပြီးရုံနဲ့ဦးတန်ရှင်းရဲ့အတွက်လုပ်ပြီးသားဖြစ်ပါရဲ့ရှင်။ကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်ရှင်။နောက်နေ့ဒီမှာလည်း like ဖတ်ပြီးကျမရဲ့အတွက်ကောင်းမွန်တဲ့ဟင်းညာလေးတွေကိုတင်ပေးအောင်မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပေးဖို့မေတ္တာရပ်ခံပါရစေရှင်။